အိမ်ပြန်ရောက်ပြီလားဒီနေ့တနေ့လုံးအလုပ်ခွင်မှာပဲဖြစ်ဖြစ်လူမှုပတ်ဝန်းကျင်ကြားမှာပဲဖြစ်ဖြစ်အစင်မပြေမှုတွေရုန်းကန်ရတာတွေနဲ့ပြင်ပန်းလာခဲ့တယ်မလားလူတွေရဲ့အကြိုက်လိုက်ဖြစ်စီပေးခဲ့ရလို့စိတ်တိုင်းမကြစရာတွေကြုံခဲ့ရလို့စိတ်ရောကိုယ်ပါပင်ပန်းနေပြီဆိုတာငါနားလဲပါတယ်ဖုန်းလေးကိုခဏချထားမျက်လုံးလေးမိတ်ပြီးတော့မှငါနဲ့အတူတူအသက်ကိုဝါဝရှူတင်ကြည့်ရအောင်နှာခေါင်းကနေရှူသွင်းမယ်ပါးစပ်ကနေပြန်ထုတ်